အာရှနိုင်ငံတွေထဲမှာမြန်မာနိုင်ငံက HIV ရဲ့ဒီကူးစက်မှုအများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ခြင်းခံရတယ်။ရှေ့တောင်အာရှမှာဆိုရင်လည်းမြန်မာနိုင်ငံက HIV ရောဂါသည်အများဆုံးနိုင်ငံအဖြစ်လည်းမှတ်တမ်းတင်ထားတာကိုကျွန်တော်တို့လေ့လာလို့ရနိုင်မယ်။2023ခုနှစ်မှတ်တမ်းတွေကမြန်မာနိုင်ငံမှာ HIV ရောဂါသည်2,800,000 ကျော်ရှိတယ်လို့သိရတယ်။2024ခုနှစ်ကိုရောက်တဲ့အခါမှာမြန်မာနိုင်ငံမှာ HIV ကူးစက်ခံရသူ4သိန်းကျော်ရှိတာကိုကျွန်တော်တို့မှတ်တမ်းတွေရလေ့လာမိနိုင်မယ်။ NGO ဆရာဝန်တွေရဲ့ပြောဆိုချက်အရခက်စားလာတဲ့နေရာတနေရာကနေပြီးတော့ HIV/AIDS ရဲ့ကူးစက်မှုတွေတိတိကျကျအများပြားလာတာလည်းဆိုပြီးတော့သုံးသပ်ကြတယ်။ဘယ်နေရာလဲဆိုတော့ခက်စားလာတဲ့ high can ဆိုတဲ့နေရာကပဲဖြစ်တယ်။ high can ဆိုတာဘာလဲ? high can ဆိုတာက entertainment အမည်ခံ ATP အလုံးပိတ်ခန်းတစ်ခုပဲဖြစ်တယ်။အဲ့ထဲမှာလိုချင်တဲ့အရာကိုငှားရမ်းပြီးတော့လွတ်လွတ်လပ်လပ်သုံးစွဲလို့ရတယ်။မူရစ်ဆေးဖြစ်သတ်မှတ်ထားတဲ့ K တို့ E တို့ Happy Water တို့ကိုလည်းလွတ်လွတ်လပ်လပ်အသုံးပြုလို့ရတယ်။လူငယ်တွေရဲ့စိတ်အပန်းဖြစ်ရာအနားယူရာနေရာအဖြစ်နဲ့လည်းသတ်မှတ်ထားတယ်။အဲ့လိုလွတ်လွတ်လပ်လပ်သုံးဆောင်ပြီးတော့ HIV/AIDS ရဲ့ဇလန်းတွေလည်းကြကြပြက်ပေါ်ပေါ်များများဖြစ်လာတယ်လို့ NGO ဆရာဝန်တွေကပြောဆိုသုံးသပ်ထားတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ချောင်းစုံ slide မီးတွေကြားမှာစိတ်လှုပ်ရှားစရာ DJ music တွေနဲ့ကားခုန်နေရင်းနဲ့ E လို့ခေါ်တဲ့ ecstasy ဆိုတဲ့မူရစ်ဆေးပြားတွေ K လို့ခေါ်တဲ့ ketamine ဆေးအမှုတ်တွေ K ကကြတော့အမှုတ်တစ်မျိုးပဲဖြစ်တဲ့ပုံမှန်အဖြစ်တခွဲခန်းတွေမှာသုံးတဲ့မေဆေးတစ်မျိုးလို့လည်းကျွန်တော်တို့သိရတယ်။အဲ့ဒီအမှုတ်နဲ့ပကံများပေါ်ကိုတင်ပြီးတော့ပိုက်ကလေးနဲ့တိပြီးတော့ရှူပြီးတော့စင်ယူရတဲ့အရာတစ်ခုပဲဖြစ်တယ်။ကျွန်တော်ရုပ်ရှင်ကားတွေမှာပိုက်နဲ့ဒီပက်ပြားလေးပေါ်တင်ပြီးတော့ရှူတာတွေကိုကျွန်တော်တို့တွေ့ရမယ်။အဲ့လိုပုံစံမျိုးလို့ပြောကြတယ်။ Happy Water လို့ခေါ်တဲ့အရာတစ်ခုကကြတော့အေးပျော်ပြီးတော့တောက်လို့ရတယ်။ဘာမှမသိတဲ့ chemical အရေးတစ်မျိုးလို့ပြောလို့ရတယ်။ E တို့ K တို့ Happy Water တစ်ခုမဟုတ်တစ်ခုသုံးပြီးတဲ့အခါကျရင်ဒီ high can မှာလုံးဝလွင့်ပြီးတော့ပျော်ပါးနေစရာပိုကောင်းလာတယ်။တောက်ပြီးတော့သုံးပြီးရင်အသီးစိတ်ကပြင်ပကဘာကိုရောက်သွားသလိုစီးချမ်းတဲ့အတူတကယ်ကောက်လို့ကောင်းတယ်ပျော်လို့ကောင်းတယ်လုံးဝခန္ဓာကိုယ်ကအပင်ပန်းသွားပဲနဲ့နည်းနည်းမိုးလေးနဲ့အထိကောက်ခုံပျော်ပါးနိုင်တဲ့ဆော်ရလေးရှိတယ်ကိုယ်စိတ်ကူးထဲမှာပေါ်တဲ့အရာတိုင်းကိုလည်းမြင်ရတယ်တွေ့ရတယ်ရောက်သွားတယ်ဆိုပြီးတော့လူငယ်တချို့ကဆိုကြတာတွေရှိတယ်ဆေးရီလုံးချုံသုံးပြီးတော့တတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာလိန်စိတ်တွေကြွလာတယ်အဲ့ဒီအချိန်မှာကာဝယ်မဲ့အတူတူနေကြတယ်အတူတူအိတ်ကြတယ်အဲ့ဒီအရာကြောင့်ပဲ HIV ရဲ့ရက်ကတရားနဲ့တယောက်ကိုကူးစက်မှုတွေဖြစ်စေတယ်အဲ့ထဲမှာတချို့လူတွေကကိုက HIV ရှိရဲ့ဒါနဲ့တိတိရင်းနဲ့တမင်ဖြန့်ပြူတဲ့ပုံစံမျိုးတွေရုံမာပြီးတော့လုပ်တဲ့အရာတွေရှိတယ်လို့ဒီ HIV ကူးစက်ခံရတဲ့လူငယ်တယောက်ရဲ့ဖွင့်ရချက်ဟိုဖတ်မိခဲ့တယ်။နောက်ပြီးတော့ဒီထဲမှာအသက်ကြီးပိုင်းတွေလည်းဒီ high can တွေမှာလာပြီးပြောပါကြတာကိုတွေ့ရနိုင်တယ်။ညတော့ကတတိလက်လွတ်နေပြီးတော့အတူတူနေခဲ့တယ်။နောက်နေ့လဲကြာလဲကြာအောင်မတင်ကာလို့စေကမ်းမှာသွားစစ်တာပဲဖြစ်ဖြစ် HIV ရဲ့ဒီပိုရှိနေကြအောင်သိရတဲ့အခါမှာအဲ့လူငယ်ကဘယ်လောက်ထိငိုကြွေးနေရတယ်ဆိုတဲ့အကြောင်းဒီ NGO ဆရာတယောက်နေထားတာကိုကျွန်တော်ဖတ်မိခဲ့တယ်။နောက်တစ်ချက်က HIV/AIDS ရဲ့ဥပီမှငိုကြတယ်။မကူးခင်တော့ကကြတော့ high can ဆိုတာကပျော်စရာကောင်းတယ်။မူရစ်ဆေးဆိုတာကလည်းသုံးရင်အရင်ကောင်းတယ်။လူတိုင်းကလူငယ်တွေကပျော်ရွှင်ခြင်းကိုမမောကြတယ်။လူတိုင်းကပျော်ရွှင်ခြင်းကိုတောင်းတကြတယ်။အဲ့ရဲ့နောက်ဆက်တွဲမှာဖြစ်တဲ့အရာတွေကတတိလွတ်လွတ်ဖြစ်ခြင်းကနေပြီးတော့ HIV/AIDS တွေပြန်ပွားလာတယ်။ HIV/AIDS ကူးစက်ခံရပြီဆိုရင်လူတိုင်းကတက်တန်းစစ်နေလို့ရတယ်ဆိုပြီးတော့အပိစကားတွေရှိတယ်။တကယ်တော့လည်း ART ဆေးဆိုတဲ့အရာကိုမှီဝဲပြီးတော့နေထိုင်လို့ရတယ်။ဒါပေမဲ့ယနေ့ခေတ်မှာယနေ့အချိန်မှာပြဿနာတစ်ခုဖြစ်လာတယ်။အဲ့ဒါကဘာလဲဆိုတော့ American သမ္မတတစ်ဖြစ်တဲ့ Donald Trump က WHO ကနေပြီးနှုတ်ထွက်လိုက်တယ်။ပြီးတော့ USAID လို့ခေါ်တဲ့နိုင်ငံတကာကိုထောက်ပံ့နေတဲ့ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့မှုပေးနေတဲ့အရာတွေကိုလည်းဖြတ်တောက်ခဲ့တယ်။အဲ့ဒီအရာတွေမှာ ART ဆေးရဲ့ခမဲ့ပံ့ပိုးမှုတွေလည်းပါတယ်။ဒီအရာတွေကြောင့်ပဲ ART ဆေးကရှားပါလာတယ်။ဒါပေမဲ့ ART ဆေးကိုမြှဝဲနေရတဲ့လူကတိုးတဲ့တိုးလာတယ်။များတဲ့များလာတယ်။ ART ဆေးထုတ်တဲ့နေရာမှာတွားကြည့်မယ်ဆိုရင်လူငယ်တွေအများပြားကိုတွေ့ရမယ်။နှာခေါင်းစည်းတွေနဲ့တိုးပြီးတော့ထုတ်နေရတာတွေ့ရမယ်။အရင်ကထက်တစ်နှစ်ပိုများလာတယ်။2025မှာမြန်မာပြည်မှာ HIV/AIDS ရဲ့လူနာကူးစက်ခံရသူဘယ်လောက်ရှိလဲဆိုပြီးတော့တိတိကျကျမှတ်တမ်းတွေမရှိတော့ဘူး။ NGO အဖွဲ့အစည်းတွေကလည်းဖျက်သိမ်းခံရတယ်ထောက်ပံ့ကြေးတွေကလည်းဖျက်တောက်ခံရတဲ့အခါမှာတိကျခိုင်မာတဲ့အမှတ်တမ်းတော့မရှိဘူး။ဒါပေမဲ့ NGO ဆရာဝန်တချို့ရဲ့ပြောပြချက်အရအရင်နှစ်များထက်ဒီ2025ကပို့ပြီးတော့များပြလာတယ်ပြီးတော့ပြောကြတယ်။ ART ဆေးကလက်ဝယ်ရှိပြီဆိုရင်လူတန်းစိတ်နေနိုင်ပေမဲ့အခုချိန်ခါမျိုးမှာတော့ HIV/AIDS ကိုပုတ်ကန်နိုင်မဲ့ ART ဆေးနဲ့အသက်ဆက်ဖို့ဆိုတာကအလွန်ခဲယဉ်တဲ့အချိန်ခါပဲဖြစ်တယ်။ဒီຢာတွေကိုကဘာတဝမ်းမှာခံစားနေရပြီးတော့မြန်မာပြည်ကလူတွေကလည်းဒီຢာကိုလည်းတက်တူခံစားရမယ်။ဒါကြောင့် HIV/AIDS ကလူသက်တမ်းစိတ်နေနိုင်တယ်ဆိုပေမဲ့လည်းဆေးမရှိရင်နေလို့မရဘူးဆိုတာကတော့ကျွန်တော်တို့လေ့လာမှုနဲ့သိနိုင်တယ်။
ပျော်ပြက်ပြေးဆိုတဲ့စကားလေးတစ်ခုရှိတယ်ပျော်စရာအရန်ကောင်းတယ်အပျော်လွန်သွားပြီဆိုရင်အပြက်တွေရောက်လာတယ်အပြက်တွေရောက်လာပြီဆိုရင်ဘဝကလည်းပြေးထွက်သွားတဲ့အနေအထားတွေဖြစ်လာတယ်ဒီအရာကြောင့်ပဲ HIV AIDS ရဲ့ကူးစက်မှုညံနှုန်းများနေတဲ့2025မှာလူငယ်တွေရောလူကြီးတွေအနေနဲ့ရောဘယူးပြူပြီးတော့ရှောင်ရှားခြင်းနဲ့အရင်လိုစီးပွားတွေမရတော့တဲ့အချိန်ကဖြစ်တဲ့အတွက်ရှောင်တဲ့အရာကိုရှောင်ပြီးတော့တတိထားတဲ့အရာကိုတတိထားပါလို့ပဲပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်ပါရစေဗီဒီယိုလေးကိုချိန်ပေးပြီးတော့ဆုံးသည့်လိုက်ပါကြည့်ပေးတဲ့တူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် See you in the next video